ဒီနေ့မှာတော့တင်စားမိတ်ဆွေရဲ့အပရိစရင်နဲ့လက်ပွင့်တဲ့ခါလေးတစ်ပုဒ်ကိုညွှန်မိမှာဖြစ်ပါတယ်။ဒါလေးကလိုင်းမော်ကဆရာတယောက်တင်တာလေးတွေကိုတင်စားကတွေ့တဲ့အခါမှာစောက်လေးနဲ့မှတ်ပြီးတော့စီထိန်းထားတဲ့ဟာလေးတွေဖြစ်ပါတယ်ပေါ့နော်။သူကလက်ပိတ်နေရပဲဖြစ်စေလက်စီဝါရီတွေတန်ပြီးတော့ဘာလို့လွဲချော်နေတဲ့လူတွေအတွက်အဆင်ပြေစေပါတယ်။စီဝါရီတွေပြန်လဲဦးမွန်လာစီခြင်းလို့ရှိရင်တော့ဒီကာရာလေးကိုတရက်ကိုပရိသုံးပတ်ရပါမယ်။တကယ်လို့ညမအားလို့ရှိရင်တော့တရက်ကို39ခေါက်ရွက်ဖက်ပူဇော်နိုင်ပါတယ်ရှင်။သူ့ရဲ့ကာရာလေးကတော့နမောတတဘဂဝါတော်အရဟတော်တမ္မံတမ္မုဒ္ဒတဘောဂပရိယတံဗုဒ္ဓံတရဏံကိစ္ဆာမိဘောဂပရိယတံဓမ္မံတရဏံကိစ္ဆာမိဘောဂပရိယတံတန်ဃံတရဏံကိစ္ဆာမိဖြစ်ပါတယ်။အဲ့ဟာလေးကိုတရက်ကို39ခေါက်ရွက်ဖက်ပူဇော်လို့ရှိရင်မဖြစ်ဖြစ်ပရိသုံးပတ်ရွက်ဖက်ပူဇော်လို့ပဲဖြစ်ဖြစ်စီဝါရေးတွေပြန်ပြီးတော့ဥမော်လာပြီးတော့အဆင်ပြေလာပါလိမ့်မယ်ရှင်ဒီမျိုးခါရလေးတွေကိုအစမပြတ်တင်ပေးသမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဇိုင်းအကောင့်လေးကိုလည်း follow လုပ်ထားဖို့အတွက်တိုက်တွန်းချင်ပါတယ်နော်ဒါလေးကတော့ယုံကြည်မှရုပ်ဖတ်ပူဇော်ကိုကပြောချင်ပါတယ်ရှင်ဘာလို့လဲဆိုတော့ဖျားတရားလုပ်တဲ့သူလည်းရှိတယ်လို့မယုံကြည်တဲ့သူတွေလည်းရှိရပေါ့နော်ဒါလေးကတော့ကိုယ်ယုံကြည်မှုကိုမူတည်ပြီးတော့အကျိုးပေးပါလိမ့်မယ်ရှင်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ကောင်းကျိုးများဆန္ဒပြေဝကြပါစေ